ရန်ကုန်ရဲ့အလဲခေါင်မှာနှစ်ပေါင်း2500ကျော်သက်တမ်းရှိတဲ့ရှိုးဝက်စန်းကျဲဖျားတဆူရှိတယ်ဆိုတာတင်သိပါသလားဒါကတော့ဘိုးတထောင်ဖျားပါပဲရွှေတိကုံဖျားနဲ့တစ်ချိန်နဲ့တည်ထားခဲ့တဲ့ဒီဖျားဟာမြတ်စွာဘုရားရဲ့စံတော်ဓာတ်ကိုထားပနာထားတဲ့ထူးခြားတဲ့စေတီတဆူပါဒီဖျားရဲ့ထူးခြားဆုံးကတော့အတွင်းထဲကိုရှောက်ဝင်လို့ရတာပါပဲရွှေရောင်တောက်နေတဲ့ရှောက်လန်းတစ်လျှောက်မှာမြတ်စွာဘုရားရဲ့လက်တော်မွေတော်တွေနဲ့ရှေးဟောင်းပစ္စည်းတွေကိုဖန်သားပြင်တွေနဲ့ခင်းချင်းပြသထားတာကိုတွေ့ရမှာပါဘိုးတထောင်ဖျားရဲ့သမိုင်းကြောင်းမှာအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ဒုတိယကမ္ဘာစစ်အတွင်း1943ခုနှစ်မှာဘုံတန်ကြောင့်စေတီတော်ကြီးတစ်ခုလုံးပြိုကျပျက်စီးခဲ့ရတာပါ။ဒါပေမဲ့အဲ့ဒီလိုပျက်စီးသွားတဲ့အထဲကနေထားပနာထားတဲ့မြတ်စွာဘုရားရဲ့စံတော်ဓာတ်နဲ့ရှေးဟောင်းရွှေပြည်ပစ္စည်းတွေကိုတန်းလို့စရာကောင်းတော့အောင်ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ခုလက်ရှိစေတီတော်ကြီးကိုတော့စစ်ပီးခေတ်မှာမူလပုံစံအတိုင်းပြန်လည်တည်ထားတာဖြစ်ပြီးအတွင်းပိုင်းကိုတော့ခုရှောက်လန်းတွေနဲ့ပြုလုပ်ခဲ့တာပါဒါအပြင်ဒီဘုရားဟာရန်ကုန်မီကန်းနာမှာတည်ရှိတာကြောင့်ဘုရားဘူးရင်မီကန်းနာကလေကောင်းလေတက်တွေကိုလည်းတပါးတည်းခန်းစားနိုင်မှာဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့သမိုင်းဝင်ဝေမြစ်တစ်ခုဖြစ်တဲ့အပြင်စိတ်အေးချမ်းစရာအကောင်းဆုံးနေရာတစ်ခုလို့ပြောလို့ရပါတယ်ဘိုးတထောင်ဖျားမှာနောက်ထပ်မဖြစ်မနေတွားရောက်ဖူးမြော်တင်တာကတော့ဘိုးတထောင်ဘိုးဘိုးကြီးနာမည်ဖြစ်ပါတယ်ဒီဘိုးဘိုးကြီးဟာဆူတောင်းပြည့်တယ်လို့အလွန်နာမည်ကြီးပြီးမြန်မာနိုင်ငံသားတွေတင်မကပဲအိမ်နီးချင်းထိုင်းနိုင်ငံကဖျားဘိုးတွေတောင်ထူးတလဲလာရောက်ကိုးကွယ်ဆူတောင်းကြတာကိုတွေ့ရမှာပါထိုင်းလူမျိုးတွေကြားမှာလည်းနာမည်ကြီးအဖြစ်ထူးကြည်နေကြပြီးစီးပွားရေးနဲ့လူမှုရေးအခက်အခဲတွေအတွက်လာရောက်ထူတောင်းကြပါတယ်ဆူတောင်းပြေဝလုံးလို့ထိုင်းနိုင်ငံကနေတကူးတကလာရောက်ကြသူတွေစီကားနေတဲ့နေရာတစ်ခုပါပဲရန်ကုန်ရောက်ရင်ဘိုးတထောင်ဖျားကိုမဖြစ်မနေဒါရောက်ပြီးတော့တိုက်တွန်းလိုက်ပါတယ်ရန်ကုန်မြို့ရဲ့အတင်းလုံးမှာရှိတဲ့ဒီသမိုင်းဝင်နေရာကိုလာရောက်ဖူးမြော်ခြင်းအဖြစ်ဖျားရဲ့တန်ဖိုးတော်တွေကိုကြီးညိုနိုင်ုံတင်ကပဲမြမယဉ်ကျေးမှုနဲ့သမိုင်းကြောင်းတွေကိုပါတနေရာထဲမှာလေ့လာနိုင်မှာဖြစ်ပါတယ်ပင်တို့ရောဘိုးတထောင်ဖျားကိုရောက်ဖူးရင်ဘလို့ဆူတောင်းတွေပြီးခဲ့ဘူးလဲဆိုတာကိုချင်းချင်းမျှဝေပေးခဲ့ကြပါဦးနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲပူစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ